ကဲညီကိုလေးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ဒီနှစ်ကောင်ကိုညှပေးမယ်ညီကိုတို့ဝိတ်တန်းကတော့ဒီကောင်ကတပိတ်တာ45လောက်ရှိရဝိတ်တန်းတအားကြီးတယ်ဒီကောင်က30တန်းမလေးအကြီးတန်းနေနော်အကြီးတန်းနေဟိုမှာဒီကောင်ကကျွန်တော်တစ်ဖက်ကြည့်ပြီးတာဒီကောင်ကလုံးဝမကြည့်သေးဘူးဒီကောင်မကြည့်သေးဘူးဆိုပေမဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်ကြည့်ရမှာမဟုတ်တော့ဒီကောင်နဲ့ခို့တော့အခုဒီကောင်ပြန်နိုင်သွားတော့ဒီကောင်ကြောက်ပါလေမကြည့်လိုက်ဒီကောင်နဲ့ခို့တယ်ရောက်ခါတာပေါ့နော်ဒီကောင်တန်ရာနဲ့သူကခံခွတ်တာပေါ့ဒီကောင်ခံခွတ်တော့အခုတော့ဒီကောင်ပြန်ကြောက်ပါလေဒီကောင်ပြန်ချရတယ်ပြန်ကြောက်တယ်နော်ကိုညီကိုနှစ်ကောင်ဒီမှာညီကို3ကောင်ရှိရတကောင်ကမရှိတော့ဘူးဒီနှစ်ကောင်ကြမ်းမယ်နော်ညီကိုနော်ဝိတ်တန်းတပိတ်တာ30တပိတ်ကဒီကောင်ကတစ်ပတ်ကကောင်က40ကျော်လောက်ရှိတော့ကျော်သေးတယ်ဒီနှစ်ကောင်ကိုကျွန်တော်ဈေးတန်နဲ့များပေးမှန်းနေကိုနော်နှစ်ကောင်လုံးယူလို့ရှိရင်ညီကိုတကောင်ကိုကျွန်တော်12နဲ့ပေးမယ်တကောင်ကို12နှစ်ကောင်လုံးယူလို့ရှိရင်23လို့ပေးမယ်နော်ကဲညီကိုလိုရတဲ့ညီကိုလာနော်လာဆက်တယ်နော်အားလုံးကျေးဇူးများတင်ပါတယ်